National အချစ်ကြီးချစ်ခံခဲ့ရတယ်ဆိုတဲ့ဓာတုကလျာရဲ့ဘဝနဲ့ကန်ဆိုးလုံးနဲ့အချစ်ရဲ့အကြောင်းမားနဲ့မောင်ဇလန်းเจ้าနေပြောတိုင်းမှာမပါမဖြစ်တဲ့ဇုံတွဲလေးကတော့အသက်18နှစ်กว่าကြတဲ့စာဆို National နဲ့ချစ်သူဖြစ်သူဓာတုကလျာเจ้าပဲဖြစ်ပါတယ် National ကိုမြန်မာစာအနေချင်းဖတ်တဲ့သူတွေတောင်မှစစ်တိုက်တော်သလိုအချစ်ကြောင့်အလွမ်းကြောင့်ကြပြဖွဲ့တော်လွန်းသူချစ်သူကိုအဆုံးထိသစ္စာရှိသူချစ်တက်လွန်းသူဖြစ်တည်ထားကြပါတယ်။ဒါပေမဲ့ National အချစ်ကြီးချစ်ခဲ့ရတဲ့ဓာတုကလျာရဲ့အကြောင်းကိုတော့လူတွေသိပ်ပြီးတော့မသိကြသေးပါဘူး။ဓာတုကလျာဟာ National ထက်အသက်18နှစ်ကြီးရဲဆိုတာလောက်ပဲသိကြပြီးသူ့ဘဝဇာတ်ကြောင်းကိုသိမသိတာကြောင့်ဒီကနေ့မှာတော့ဓာတုကလျာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့သူ့ဘဝဇာတ်ကြောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်။ဓာတုကလျာကိုစာဆိုတော်တယောက်အနေနဲ့သိကြတာမှန်ပေမဲ့သူဟာရာဇနွယ်ဘွားတော်ဝင်သွေးစစ်စစ်ဖြစ်တဲ့မင်းသမီးတစ်ပါးပဲဖြစ်ပါတယ်။ဟန်တာဝရီစင်ဖြူများရှင်ပွဲခံဘရင်တော်မင်းတရားနဲ့ပရင်စတုကမဏိသမီးရှင်ထွေလာတို့ကနေမွေးဖွားခဲ့တဲ့သမီးတော်ဖြစ်တဲ့သူဟာမွေးဖွားလာကလေးကကောင်းတဲ့နမိတ်တွေနဲ့မွေးဖွားလာတာဖြစ်တယ်လို့ဆိုနိုင်ပါတယ်။တက္ကရာ1559ခုနှစ်နိုဝင်ဘာလ12ရက်နေ့ဘရင်တော်တည်ထားတဲ့မဟာဇေဒီလိုဇေဒီတော်မြတ်ကြီးရဲ့ဌာပနာပူဇော်ပွဲနေ့မှာမွေးဖွားလာတာကြောင့်ဓာတုကလျာလို့အမည်ပေးခဲ့တာဖြစ်တယ်လို့မှန်တမ်းရာဇဝင်တွေမှာရေးသားထားခဲ့ပါတယ်။တော်ဝင်မင်းသမီးတစ်ပါးဖြစ်တဲ့အပြင်ရင်ကျေးလိမ်မှာချိုသားတဲ့ဓာတုကလျာဟာဖခင်ဖြစ်သူဘရင်တော်မင်းတရားရဲ့အချစ်တော်သမီးတော်လေးတစ်ပါးဖြစ်ပြီးအတော်လေးရုပ်ရည်သွင်းပြလှပတယ်လို့ဆိုပါတယ်။သူ့ကိုလူကိုယ်တိုင်တွေ့ဘူးတဲ့ခရစ်ယာန်သာသနာပြုဆရာတော်တယောက်ကဓာတုကလျာဟာမင်းသမီးတွေထဲမှာအတော်လေးကိုထင်းထွက်ပြီးလှနေတယ်လို့သူ့ရဲ့နေ့စဉ်မှတ်တမ်းမှာရေးသားထားပါတယ်။တော်ဝင်မင်းသမီးတစ်ပါးအနေနဲ့စာပေလေ့လာလိုက်စားတဲ့အပြင်ဘာသာရေးမှာပါအာရုံစိုက်တဲ့ဓာတုကလျာဟာဖခင်တော်ဘရင်တော်မင်းတရားရဲ့အချစ်ဆုံးဖြစ်ခဲ့ရပြီးပြည်သူတွေချစ်ကြတဲ့တော်ဝင်မျိုးနွယ်မင်းသမီးပဲဖြစ်ပါတယ်။ဘရင်တော်နဲ့ရွာဆန်သွားပြီးရဲ့နောက်ပိုင်းမှာတော့နန်းတွင်းအရှုပ်ထွေးတွေဖြစ်ပေါ်လာပြီးနန္ဒဘရင်နတ်တက်ခဲ့ပါတယ်။နန္ဒဘရင်ရဲ့သားတော်တစ်ပါးဖြစ်တဲ့မင်းကြီးစွာကအင်းဝဘရင်ရဲ့သမီးတော်တစ်ပါးနဲ့လက်ဆက်ပြီးသွားပေမဲ့ဓာတုကလျာကိုတွေ့တဲ့ချိန်မှာပဲချစ်မိသွားခဲ့ပြီးပိုင်ဆိုင်မှုစ조사ခဲ့ပါတော့တယ်။ဓာတုကလျာဟာဘရင်တော်ကွယ်လွန်သွားပြီးချိန်မှာတော့မှတပင်းတိုင်းနန်းနဲ့ခန်းခန်းနာနာအိရှိဆန်မင်းသမီးအဖြစ်နဲ့နေထိုင်သူပါ။မင်းကြီးစွာဟာဓာတုကလျာကိုဆွဲလန်းပြီးနီလန်ပေါင်းစုံနဲ့သူ့ကိုပြန်ချစ်လာအောင်စ조사ခဲ့ပေမဲ့ဓာတုကလျာဘက်ကသူ့ကိုလုံးဝဂီးမဆိုင်ခဲ့ပါဘူး။တစ်ဖက်မှာလည်းမင်းကြီးစွာရဲ့ကျင်ရတော်ဟာဓာတုကလျာကသူ့ခင်မိုးကိုဆွဲဆောင်နေဆိုပြီးတော့သူ့ရဲ့ဖခင်တော်အင်းဝဘရင်ကိုစားပို့စေခဲ့ပါတယ်။အင်းဝဘရင်ဟာသူ့သမီးတော်ကိုအလေးမထားဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဟန်တာဝရီကိုစစ်ပွဲဆလာခဲ့ပါတယ်။ဟန်တာဝရီစစ်နိုင်သွားပေမဲ့ပြည်သူအများစုကဓာတုကလျာကြောင့်စစ်ပွဲဖြစ်ရတယ်ဆိုပြီးတော့သူ့ကိုမုန်းလာကြပါတော့တယ်။နန္ဒဘရင်ယိုဒယာကိုစစ်ချီသွားတဲ့ချိန်အိရှိဆန်ဖြစ်တဲ့မင်းကြီးစွာဟာဓာတုကလျာကိုသူ့ရဲ့မိဖုရားဖြစ်အတင်းအဓမ္မသိမ်းပိုက်လိုက်ပါတော့တယ်။မင်းကြီးစွာနဲ့6နှစ်ကြာအချင်းလင်မယားဖြစ်ပေါင်းသိမ်းတဲ့ဓာတုကလျာဟာမင်းကြီးစွာကွယ်လွန်သွားတဲ့ချိန်မှာတော့အသက်40ဝန်းကျင်ရှိနေပြီဖြစ်ပြီးသားသမီးထွန်းကားခြင်းရှိမရှိကိုတော့မှတ်တမ်းတွေမှာအတိလင်းမဖော်ပြတာကြောင့်မသိခဲ့ရပါဘူး။မင်းကြီးစွာနဲ့ရဆန်းပြီးရဲ့နောက်ပိုင်းမှာဟန်တာဝရီကိုတာငူဘရင်မင်းရဲ့တီဟတူနဲ့သားတော် National တို့ကသိမ်းပိုက်အုပ်ချုပ်ခဲ့ပါတယ်။အိရှိဆန်ဖြစ်လာတဲ့ National ဟာသူ့ထက်အသက်18နှစ်ကြီးပြီးမုတ်ဆိုးမဖြစ်နေတဲ့ဓာတုကလျာကိုအိရှိဆန်ကျင်ရတော်အနေနဲ့တင်မြှောက်ပြီးမျက်မျက်နှုံနှုံနဲ့လက်ထပ်ခဲ့တယ်လို့မှတ်တမ်းတွေမှာဖော်ပြထားခဲ့ပါတယ်။အမှန်တော့ National နဲ့ဓာတုကလျာတို့ဟာဘရင်တော်မင်းတရားကြီးကွယ်လွန်သွားပြီးချိန်ကလေးကတွဲဆုံချစ်ချမ်းဝင်နေကြတာလို့ဆိုကြပါတယ်။ National ရဲ့မိခင်ဟာဓာတုကလျာရဲ့အဖေတူအမေကွဲညီမဖြစ်တာကြောင့်ဆွေမျိုးတော်ဆက်မှုရနှစ်ယောက်သားဟာမကြခဏတွဲဆုံနိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းနှစ်ယောက်စလုံးဟာမြန်မာစာပေပြုတ်ကပြားတွေကိုစိတ်ဝင်စားတဲ့သူတွေဖြစ်တာကြောင့်အချင်းချင်းစာပေနဲ့ပတ်သက်တာတွေဖလှယ်ရင်ရင်းနှီးခဲ့ကြမယ်ဆိုတာကတော့အတော်လေးဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။သူတို့စတွေ့တဲ့အချိန်မှာ National ဟာအသက်14နှစ်ပဲရှိသေးပေမဲ့ဓာတုကလျာကိုချစ်မိသွားပြီးတော့ရတူပြုတ်အမျိုးမျိုးကိုရေးဖွဲခဲ့ပြီးလိုက်ပိုးခဲ့ပါတယ်။ ဓ
ဒါပေမဲ့ဘရင်တော်ကွယ်လွန်သွားတဲ့အချိန်မှာတော့နေရာအနှံ့မှာပုံကံမှုတွေဖြစ်နေသေးတာကြောင့် National ဟာချီရတဲ့ဓာတုကလျာရှိတဲ့ဟန်တာရီကနေထွက်ပြီးစစ်မြေပြင်ကိုဝင်ခဲ့ရပါတယ်။တောင်ငူအိရှိဆန်မင်းသားတယောက်အနေနဲ့စစ်မြေပြင်မှာအောင်ပွဲတွေယူဆောင်ပြီးဟန်တာရီကိုပြန်တဲ့အချိန်ချစ်သူဖြစ်တဲ့ဓာတုကလျာကိုတခန်းတနာနဲ့လက်ထပ်ဖို့ရည်မှန်းထားခဲ့ပေမဲ့အဲ့ဒီအချိန်မှာဓာတုကလျာဟာသူ့အကိုတော်မင်းကြီးစွာရဲ့မိဖုရားဖြစ်သွားခဲ့ပါပြီ။မင်းကြီးစွာကျသွားခဲ့တဲ့တိုက်ပွဲမှာ National လည်းပါဝင်တာကြောင့်တချို့တွေက National ဟာမင်းကြီးစွာကိုသစ္စာဖောက်ပြီးတတ်ခဲ့တာဖြစ်မယ်လို့ဆိုကြပါတယ်။ဒါပေမဲ့ဒီအကြောင်းအရာကိုတော့မှတ်တမ်းမရှိတဲ့အပြင်တိုက်ပွဲအတွင်းမှာဟန်တာရီတွေရှုံးနိမ့်ခဲ့တာကြောင့်မင်းကြီးစွာနဲ့ရဆန်သွားတာဟာ National လောက်တာမဟုတ်ဘူးလို့ဆိုနိုင်ပါတယ်။နှစ်ပေါင်းများစွာချစ်ချမ်းဝင်ခဲ့ကြပြီးအကြိမ်တိုင်းဒုက္ခနဲ့ကြုံတွေ့နေခဲ့ရတဲ့ National နဲ့ဓာတုကလျာဟာလက်ထပ်သွားပြီးတဲ့နောက်ပိုင်းမှာအချိန်နဲ့အကြာကြီးမပျော်ရွှင်လိုက်ရပါဘူး။နှစ်ယောက်သားခက်ခဲလက်ထပ်နိုင်ခဲ့ကြပေမဲ့လက်ထပ်ပြီး9လကြာမှာတော့ဓာတုကလျာကွယ်လွန်သွားခဲ့ပါတယ်။သူဟာ1603အောက်တိုဘာလတက်တော်44နှစ်ပြည့်ဖို့တလလိုမှာပဲချေရတဲ့ခင်ပို National ကိုထားရိတ်ခဲ့ပြီးတော့ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့အချစ်ဟာရာဇဝင်မှာမှတ်တမ်းတင်လောက်ထိခိုင်မြဲခဲ့ပေမဲ့အဆုံးသက်ကတော့လွမ်းမောစရာဖြစ်ခဲ့ပါတယ်။ National ကိုယ်တိုင်ကလည်းကျင်ရတော်ဓာတုကလျာဆုံးပါသွားပြီးတဲ့နောက်ပိုင်းမှာကျင်ရတော်တစ်ရွေးချယ်ခြင်းမပြုလုပ်တော့ပဲတကူရဲနေထိုင်သွားခဲ့ပါတော့တယ်။အမှန်တော့National နဲ့ဓာတုကလျာကြားကဆက်ဆံရေးဟာစိတ်ဝင်စားဖို့ကောင်းတယ်ဆိုပေမဲ့သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုဟာလည်းအတော်လေးကိုမျက်စိလဲစရာကောင်းပြီးရှုပ်ထွေးနေတာပဲဖြစ်ပါတယ်။ National ဟာဘရင်တော်ရဲ့မိတော်တစ်ပါးဖြစ်ပြီးဓာတုကလျာကဘရင်တော်ရဲ့သမီးတော်ဖြစ်တာကြောင့်သူတို့နှစ်ယောက်သားဟာတူရီတော်ဆက်လို့နေပါတယ်။နောက်တစ်ခါမှာတော့ဓာတုကလျာရဲ့ပထမအိမ်တော်ဖြစ်တဲ့မင်းကြီးစွာနဲ့ National ဟာညီကိုဝင်ခွဲတွေဖြစ်တာကြောင့်နှစ်ယောက်သားဟာလည်းမယီးမတ်တော်ဆက်နေတယ်လို့လည်းဆိုပါသေးတယ်။ဒီလိုတော်ဆက်မှုတွေဟာပရိသရိတ်ခေတ်မှာထူးခြားတာမျိုးမဟုတ်တာကြောင့်အထူးတလဲဝေဖန်နေတာမျိုးတော့မရှိဘဲနဲ့နှစ်ယောက်ကြားကအချစ်ဆက်လန်းကိုပဲပြောဆိုကြတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့နောက်နေ့များမှာလည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့မြန်မာ YouTube Channel လေးကို Subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။ Facebook ကနေကြည့်ရှုတဲ့ပရိသတ်တွေကတော့ Like and Share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။အချိန်ပေးပြီးကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးကြောင့်ချစ်စီအိုင်ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။